ဤနက်ဖျားနဂါသည်ယာတီလေးပါအလက်ပြောင်းကိုထိန်းချုပ်ရသည့်တာဝန်ရှိသူဖြစ်သည်သို့သောသူအနှစ်သက်ဆုံးရသည်မှာຫນွေဦးဖြစ်သည်ထို့ကြောင့်ယာတီလုံးကိုຫນွေဦးဘက်သို့လှုပ်ဝက်စွာတွန်းလိုက်တိုင်းနက်ငယ်လေးများကအမြဲလာရောက်တားဆီးကြသည်တနေ့တွင်တော့နက်ငယ်များအာယုံလွဲနေခြင်းကိုအခွင့်ကောင်းယူပြီးစောက်ဦးယာတီလုံးကိုຫນွေဦးဘက်သို့တွန်းပို့လိုက်သည်ထိုမြင်ကွင်းကိုတွေးလိုက်သောနက်ငယ်များသည်အလွန်ဒေါသထွက်သွားကြတော့လဲနဂါကတော့လုံးဝဂရုမစိုက်ဘဲအပြင်သို့အပြေးထွက်သွားသည်သူ၏လက်သေးများကရေခဲနှင့်နှင်းကိုထိလိုက်သည့်အခါချက်ချင်းအေးပြောသွားပြီးပန်းများပွင့်လာကမျက်ခင်းများစိမ့်လန်းလာသည်ထိုမြင်ကွင်းကြောင့်နဂါသည်အလွန်ဝမ်းသာသွားပြီးမိုင်းထောင်ကြီးရှိသောရေခဲနှင့်နှင်းများကိုအေးပြောစေကနေရာအနှံ့နှွေဦးရသည့်အဖြစ်ပြောင်းလဲပစ်လိုက်သည်သို့သောပျော်ရွှင်နေစဉ်မှာပင်ရေခဲနှင့်နှင်းတို့ကပြန်လည်ဖုံးလွှမ်းလာသည်ကိုသတိထားမိသည်နောက်ဆုံးကျန်နေသည့်နှင်းပုံမြေကိုမျက်ခင်းအဖြစ်ပြောင်းရန်ကြိုးစားတော့လဲရေခဲနှင့်နှင်းတို့ကထိုနေရာကိုထပ်မံဖုံးအုပ်သွားသည်ထိုအချိန်တွင်နဂါကအားလုံးကိုနားလည်သွားသည်နက်ငယ်များကစောင်းရသည့်နက်ဖျားကိုလိုးထစေခဲ့ခြင်းဖြစ်သည်သို့သောနဂါကအရှုံးမပေးခဲ့ပေထို့ကြောင့်စောင်းရသည့်နက်ဖျားကနဂါကိုတင်ငန်းစာပေးရန်ဆုံးဖြတ်လိုက်ပြီးຫນွေဦးနှင့်စောင်းရသည့်တို့၏အုပ်ချုပ်ခွင့်အတွက်ပြင်းထန်သောတိုက်ပွဲကြီးစတင်ဖြစ်ပွားလာသည်ကံမကောင်းစွာဖြင့်စောင်းရသည့်နက်ဖျားသည်နဂါ၏အင်အားကိုမရှင်နိုင်ခဲ့ပေသို့သောတိုက်ပွဲကိုအနိုင်ရပြီးနောက်နဂါမှမပြောနိုင်ခဲ့ပါအဘဲကြောင့်ဆိုသောသူတို့၏တိုက်ပွဲကြောင့်မြေပြင်တစ်ခုလုံးမှာအမာရွတ်များနှင့်ပျက်စီးမှုများသာကျန်ရှိနေခဲ့သောကြောင့်ဖြစ်သည်ထိုအချိန်မှသာသူ၏လုပ်ရက်သည်မှားယွင်းခဲ့ကြောင်းအမှန်တကယ်နားလည်သွားသည်ထို့နောက်နဂါသည်စောင်းရသည့်နက်ဖျားကိုလက်ဆွဲထုတ်ပေးလိုက်ပြီးမြေပြင်တစ်ခုလုံးလည်းရေခဲနှင့်နှင်းများဖြင့်ပြန်လည်ဖုံးလွှမ်းလာသည်နောက်ဆုံးတွင်နဂါသည်ယာတီလုံးကိုမူလနေရာသို့ပြန်ထားလိုက်သည်ယခုတစ်ချိန်မှာတော့သူသည်မိမိ၏တာဝန်၏အရေးပါမှုကိုနားလည်သွားခဲ့ပြီးယာတီလေးပါ၏ညတာမှုကိုထိမ့်သိမ်းရန်အပြည့်အဝတာဝန်ယူသွားတော့သည်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရွှင်လန်းကြပါစေကာတွန်းစကားကောင်းများကြည့်ရှုခြင်းမှာက like and follow လုပ်သွားပေးကြပါနော်